ကဲမင်္ဂလာပါဗျာနော်မျိုးတွေတက်ကြွလေးနဲ့ကျွန်တော်တို့ခီးတွေရှစ်ဆက်မယ်ဗျာနော်ကြံ3ရက်ကိုအဲ့တော့ကျွန်တော်မျိုးတွေကိုကျွန်တော်အထက်အောက်ပါဝါဖြစ်ထားတယ်ရှိတယ်ဗျာနော်ဒီမှာ1နှစ်ဆိုတော့3ခွန်ဆိုတော့ထောက်မှာပါဝါဖြစ်ပါတယ်2ခွန်ပါဝါဖြစ်ပါတယ်6တစ်ဆိုတော့ပါဝါဖြစ်ပါတယ်ဗျာနော်အဲ့တော့အထက်အောက်မှာပါဝါဖြစ်လို့ရှိရင်9 3ချင်းနဲ့ညီကိုလာပေးပါတယ်ဗျာနော်အဲ့တော့ညီကိုတွေကျွန်တော်တို့အဖွင့်လေးမှာထွက်ထားတဲ့အတွက်ကြောင့်မလို့ညီကိုတွေထပ်ပြီးတော့ကြံ3ရက်မှာမြူးဖို့အတွက်ချိန်2ချိန်လာဖို့ရှိပါတယ်ဗျာနော်အဲ့တော့သတိထားပါညီကိုလာဖို့ရှိပါတယ်ထူးသတိထားပါ9 3ချင်းကလာပေးပါတယ်ဗျာနော်9ထွက်ပြီးသွားပါပြီ3ညလာဖို့ရှိပါတယ်အလဲပူးပြီးတိုင်း3ရက်အတွင်းမှာ3ညလာသွားပါတယ်10 23 40 50 60 80 80 90ကြိုင်လိုက်ပါဗျာတစ်ခုခုကိုဇာတူယုံကြည်စိတ်ချစွာလိုက်ပါနော်အဲ့တော့အထက်အောက်မှာပါဝါဖြစ်တိုင်းအထက်အောက်မှာကနန်းတွေပါဝါဖြစ်တိုင်း9 3ချင်းနဲ့ညီကိုလာပေးပါတယ်ဗျာအဲ့တော့အဲ့ဒီမူလေးကိုကျွန်တော်ဆက်ပြပေးပါမယ်ကျွန်တော်မျိုးလေးတစ်ချက်ကြည့်ပေးပါနှစ်ခွန်အထက်အောက်မှာထိတ်ဖြစ်အပိတ်ဖြစ်ဗျာနော်အဲ့တော့အထက်အောက်မှာပါဝါဖြစ်ပါတယ်9 3ချင်းနဲ့ညီကိုဆိုတော့ညီကိုတွေလာပေးပါတယ်9 3ချင်းက2ရက်မြောက်မှာလာပေးပါတယ်ဗျအဲ့တော့တစ်ချက်တက်ကြည့်ပေးပါ6 4အထက်အောက်မှာပါဝါဖြစ်ပါတယ်ညီကိုလာပေးပါတယ်9 3ချင်းလာပေးပါတယ်နော်နှစ်မျိုးသလုံးလာတာကိုကျွန်တော်ပြပေးတာပါဒီမှာ45ဆိုပြီးညီကိုနောက်ရက်မှာ2ရက်မြောက်မှာထပ်ထွက်ပါတယ်3 8ပါထက်အောက်မှာ16နော်အပိတ်တွေမှာထက်အောက်ပါဝါတွေဖြစ်ပါတယ်9 3ချင်းတွေလာပေးပါတယ်ညီကိုတွေလာပေးပါတယ်နော်ဒီသဘောတရားတွေမြင်တော့အောင်ကျွန်တော်တို့မူတွေစုံချက်တွေရှာပြီးတော့ပြပေးခြင်းဖြစ်ပါတယ်ကြိုက်ရဲ့မျိုးတွေလိုက်ပါ9 3ချင်းနဲ့ညီကိုလာမယ်ဆိုရင်လည်း3 1တို့ပါလို့ပြန်ကြတာရှိနိုင်ပါတယ်5 6တို့နော်ပြန်ကြရရှိပါတယ်နော်ဒီပုံစံမျိုးပါအဲ့တော့9 3ချင်းနဲ့ညီကိုမလာဘဲနဲ့တခြားသောခဏန်းတွေလည်းတွဲလာနိုင်ခြေတွေရှိပါတယ်အဲ့တော့နှစ်ခွန်ထောက်ပါဝါဖြစ်ပါတယ်9 3ချင်းတွေဆင်းပါတယ်နှစ်ခွန်ထောက်ပါဝါတွေဖြစ်ပါတယ်9 3ချင်းဆင်းပေးပါတယ်နောက်ရက်မှာနှစ်ခွန်တွေ16တွေထောက်တွေပါဝါဖြစ်ပါတယ်9 3ချင်းတွေဆင်းမလာဘဲနဲ့ညီကိုတွေဆင်းပေးပါတယ်ညီကိုတွေဆင်းပေးပါတယ်ဟုတ်ပြီနော်ဒါကြောင့်မလို့ဒီမူတွေကိုတွဲပြရခြင်းဖြစ်ပါတယ်အဲ့တော့မျိုးတွေတေချာကြည့်ပေးပါထပ်အောက်မှာပါဝါဖြစ်ပါတယ်9 3ချင်းတွေဆင်းပေးပါတယ်အပေါ်မှာညီကိုတွေဆင်းသွားတဲ့အတွက်ကြောင့်မလို့ထပ်ဖြစ်တဲ့9 3ချင်းတွေဆင်းပေးပါတယ်နော်ဟုတ်ပြီနော်ဒီလိုသဘောတရားတွေရှိပါတယ်အထက်အောက်မှာပါဝါတွေဖြစ်ပါတယ်9 3ချင်းဆင်းပေးပါတယ်ညီကိုတွေဆင်းပေးပါတယ်9 3ချင်းတွေနဲ့ဟုတ်ပြီနော်ဒီလိုမျိုးတွေရှိပါတယ်မူရမာယာတွေရှိပါတယ်ဗျာနော်ဒုတိလောကမှာလည်းအကွက်တရားဆိုပေမဲ့ကျွန်တော်တို့တကွက်ကောင်းအောင်ဖမ်းမှုမလွယ်ပါဘူးဗျထက်အောက်မှာပါဝါဖြစ်ပါတယ်ထက်အောက်မှာပါဝါတွေဖြစ်ပါတယ်9 3ချင်းလာပါဘူးဗျညီကိုတွေ2ရက်မြောက်မှာလာသွားပါတယ်ပရက်တွေရှိပါတယ်ညီကိုလာပေးပါတယ်ဗျနော်ညီကိုလာပေးပါတယ်ထက်အောက်မှာပါဝါတွေဖြစ်ပါတယ်ထောက်မှာပါဝါတွေဖြစ်ပါတယ်ညီကိုလာပေးပါတယ်9 3ချင်းမလာဘဲနဲ့ညီကိုတွေလာပေးသွားပါတယ်အမှထက်အောက်မှာပါဝါတွေထပ်ဖြစ်ပါတယ်9 3ချင်းမလာပါဘူးဗျညီကိုတွေနောက်ရက်မှာလာပေးပါတယ်ဗျနော်အဲ့တော့9 3ချင်းကိုနောက်ရက်မှာလာပေးပါတယ်အဲ့တော့တစ်ချက်တက်ကြည့်ပေးပါ9 3ထက်အောက်မှာပါဝါဖြစ်ပါတယ်9 3ချင်းဆိုပြီးတော့ဒဲကိုဆင်းပါတယ်ဗျနော်ဒဲပြုတ်တယ်အဲ့တော့9 3အထက်အောက်မှာပါဝါဖြစ်ပါတယ်ညီကိုလာပေးပါတယ်9 3ချင်းတွေလာပေးပါတယ်အဲ့တော့အထက်အောက်မှာပါဝါတွေဖြစ်ပါတယ်9 3ချင်းတွေလာပေးပါတယ်ညီကိုတွေလာပေးပါတယ်အဲ့တော့မူတွေကိုကျွန်တော်တို့စုံချက်တွေနဲ့ဆွဲပြရတာဖြစ်တဲ့ကြောင့်မလို့ကြိုက်နေတဲ့လိုက်ပါအထောက်မှာပါဝါဖြစ်ပါတယ်9 3ချင်းမလာပါဘူးရှေ့မှာလာထားတဲ့အတွက်ကြောင့်မလို့ညီကိုလာပြီးပါတယ်ဒီသဘောတရားပဲကျွန်တော်တို့တစ်ချက်ထပ်ကြည့်ပြီးပါထပ်အောက်မှာပါဝါတွေဖြစ်ပါတယ်ညီကိုလာခြင်းထပ်ပြီးတော့လာခြင်းလား9 3ချင်းနဲ့လာခြင်းလားတော်တော်မျိုးတွေကိုကြိုက်ရအားတန်ရကိုလိုက်ပါကွက်လိုက်ပြန်နော်